မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအမြဲတတ်ဖို့ကြံနေတဲ့လူတယောက်ရှိဘယ်သူလဲအားလုံးသိတယ်နော်ရာဇဝင်လူဆိုးကြီးပေါ့ဗျာနော်ဒေဝဒတ်ကဘုရားကိုနီးမျိုးစုံနဲ့သူတတ်ဖို့ကြံပထမသင်္ကန်းဝတ်လာတော့ကတော့ तू ကအကောင်းပဲငါတို့တာကေဝေမင်းမျိုးကယဟန်ဖြစ်ပြီးတော့ဘုရားဖြစ်နေတဲ့ငါတို့နောင်တော်ကြီးတိဋ္ဌထမင်းသားဂေါရမဘုရားမှာသူ့အမျိုးတွေအချမ်းအရာမရှိဘူးအဲ့တော့ငါတို့ညီတွေလှုပ်တဲ့ပုဂ္ဂိုလ်ကသူသာစက်ကြမင်းဖြစ်ရင်နောက်ကနေလွှတ်ကြွနဲ့လိုက်ကြမှာအခုဘုရားလှုပ်နေတဲ့အခါကျတော့ဘယ်သူမှလိုက်မဲ့လို့မရှိဘူးအဲ့ဒါတို့ညီကိုတွေတာဝန်မကျေဘူးဆိုပြီးတော့သူတို့မင်းသား6ယောက်သင်္ကန်းဝတ်ဖို့လိုက်သွားတာအဲ့ဒါဒေဝဒတ်ပါစေတနာကောင်းနဲ့လိုက်သွားတာပဲလိုက်သွားပြီးဟိုရောက်တော့သင်္ကန်းဝတ်ပြီးတော့9ရက်အတွင်းသူကလည်းထူးချွန်လိုက်တာက9ရက်အတွင်းမှာဇန်တရားတွေအပြည့်စုံရပြီးတော့အဘိညာဉ်6ပါးအကုန်ရပေါ်မမနဲ့ဒေဝဒတ်ကိုနော်ခုခင်ဗျားတို့တရားစခန်းနေအချင်းချင်းဝင်နေတာဘယ်နဲ့တော့ဘာဇန်တွေရကုန်မလို့ဟိုက9ရက်နော်အဲ့ဒါမြေရှိုးမိုးပြန်နိုင်တယ်နော်ဒုက္ခန္ဓာကိုယ်ကြီးကိုငကားတွေကလုံးတွေဖန်ဆင်းနိုင်တဲ့အိဋ္ဌိဝိဒအဘိညာဉ်တို့နော်စေတောပရိယအဘိညာဉ်တို့သူအကုန်ရတော့လူဆိုတာလည်းအခက်ပဲပုထုဇဉ်များဟာလေနှိမ့်ချနေတုံးသာမသိတာပဲမဲ့နဲလက်ထဲများဒုတ်ရောက်သွားရင်မလုပ်ချင်ရိုက်စီးစိမ်လေးနည်းနည်းရှိဝန်းကြွားချဲပေါက်တာက100ဘူးကြွားကျင်တာက1000ဘူးလောက်ဟမ်ဆိုတော့အိတ်ထဲအတောင်စိုက်လိုက်ရသေးတယ်မလားသဘောပါသလားအဲ့ဒါဘလို့ပုဂ္ဂိုလ်တွေအကျင့်အမျိုးရုပ်တွေရဲ့အကျင့်အဲ့ဒါဇံလေးရတာနဲ့ဖျားနဲ့အန်တုလာမာဖျားလောက်တော့ငါလည်းစွမ်းမှာနောင်တော်ကြီးလောက်တော့ငါလည်းစွမ်းတယ်အဲ့သူကမင်းမျိုးကလာတာဆိုတော့မင်းမျိုးအကျင့်ပါလာရှင်ဘုရင်မျိုးကတော့ရှင်းတယ်ဘုရင်တတ်ရင်ဘုရင်ဖြစ်တာဟုတ်ဗျအဲ့တော့ तू ကသူ့မင်းမျိုးလိုပဲ तू တွေးတယ်ဖျားတတ်ရင် तू ဖျားဖြစ်မယ်လို့ယူဆပြီးတော့ဖျားကိုတတ်ဖို့ကြံဟုတ်ပြီနော်ဒူလေးသမားတွေငှားပြီးတော့အဲ့တော့ကျေးစားလူသားသမားတွေပေါ့လေနော်ကျေးစားလူသားသမားတွေငှားပြီးတော့ဒူလေးတွေနဲ့ပြစ်တတ်ဖို့ပထမ1ယောက်လွတ်တယ်အကျွမ်းကျင်ဆုံးဒီနယ်မှာတော်ဆုံးဆိုတဲ့လေသမားကိုခေါ်ဘုရားကိုဘယ်နေရာချောင်းပြစ်လွတ်လိုက်တယ်အဲ့ဒီနောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်2ယောက်အဲ့ဒီ2ယောက်ရဲ့နောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်4ယောက်နောက်4ယောက်ရဲ့နောက်ကနောက်8ယောက်8ယောက်နောက်က16ယောက်အစပြောက်အောင်ဖြောက်ခိုင်းတာဘယ်ကောင်တတ်တယ်လဲဆိုတာမသိအောင်ဒေဝဒတ်အကြံကအဲ့လိုဟုတ်ပြီနော်ဒါပေမဲ့သူဟာတမ္မာအကြံလားမိစ္ဆာအကြံဓမ္မကိုဘယ်သောအခါမှအာဓမ္မကနိုင်ရိုးထုံးစံမရှိဘူးမှတ်ထားရှင်းသလားယုံလားကြည့်ဒေဝဒတ်နီးမျိုးစုံလောက်ကြတယ်မအောင်အဲ့လှေသမားတွေအကုန်လုံးဖရာတရားဟောတရားနာယဟန်ဝတ်သွားဘာလို့မရဒါအမှုသာစင်သူချက်ချင်းပေါ့ဟုတ်ပြီနော်ပထမလေးသမားပြစ်မလို့ကြတယ်မြားချိန်လိုက်တယ်ဘုရားခေါင်းမှုခြုံပြီးထိုင်နေတာနော်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်2ယောက်လာတယ်ပြစ်မလို့ကြတယ်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်4ယောက်လာတယ်ပြစ်မလို့အမေကြောက်ရွံ့တန်းကြီးနော်အဲ့ဒါပြီးတော့မှဘုရားခေါင်းမှုခြုံဖွင့်ပြီးတော့တရားဟောအဲ့တော့လေးသမားတွေအကုန်ကျွတ်သွားတယ်နောက်တစ်ခေါက်နာရာဂိရိဆင်ကြီးနဲ့တိုက်သားဖို့ကြတယ်အောင်သလားမအောင်ဒါဖြင့်ကြောင်မောင်းဆင်ချတယ်အောင်သလားနီးမျိုးစုံလုပ်တယ်ပညာရှိကိုလှည့်စားလို့မရဘူးအဲ့တော့ဘလို့မှလှုပ်လို့မရတော့ယဟန်တွေကြားထဲမှာဒေဝရအကြောင်းကိုပြောဆိုပြီးနေကြတယ်ဒေဝရအတော်ဆိုးတယ်ဘုရားကိုနီးမျိုးစုံနဲ့သူလှုပ်ကြနေတာအောင်လည်းမအောင်ဘူးဒီအကြောင်းပြောနေတော့ဘုရားရှင်ကိုရောမြတ်ကြီးကဓမ္မသနပလင်ပေါ်ကိုတက်လာပြီးခြေသားတို့ငါမလာခင်မင်းတို့ဘာအကြောင်းပြောနေကြလဲမှန်လားပါဗျာဘုရားတပည့်တော်တို့အရှင်ဘုရားရဲ့ညီတော်မောင်ဒေဝရရုံမှာကောက်ကျစ်ပုံနဲ့အရှင်ဘုရားကိုလှုပ်ကြံပုံတွေအကြောင်းတပည့်တော်တို့ပြောနေပါတယ်ဆိုတော့တဲ့ပညာရှိကိုဘယ်သောအခါမှလူယုံမှလှည့်စားလို့မ
မရဘူးဒေဝရအခုမှငါ့ကိုတတ်ဖို့ကြံခဲ့တာမဟုတ်ဘူးကွာဘဝများစွာတန်တရားတုံးကလည်းကြံခဲ့ဘူးတယ်သူတို့ကကဘာယံတွေကိုဗျနော်ရွဲကုန်တယ်ဘဝကလေးကညှို့ထားခဲ့တာဒီကောင်ငါတတ်မယ်ဆိုတာအဲ့ဒါဘဝဆက်တိုင်းလိုက်တတ်တာပဲရှင်းသလားကဲထားလိုက်တော့အဲ့တော့အညိုးတွေကကပိကဘာကလေးကလာခဲ့တဲ့ကဘာယံညိုးတွေဖြစ်နေတော့အရင်တော့ကလည်းငါဒီလိုပဲလှုပ်ကြံခဲ့တာပဲကွာဘုရားကပြောတော့ယဟန်တွေကအရှင်ဘုရားတဲ့အခုဘဝလှုပ်ကြံတာတွေတော့တပည့်တော်တို့မြင်တွေ့နေရတာကြားနေရတာဖြစ်လို့သိပြီးဖြစ်ပါတယ်အရင်တော့ကဒေဝရဘယ်လိုရုပ်လှုပ်ကြံခဲ့သလဲဆိုတာလေးတပည့်တော်တို့သိပြရစေအစဉ်သနာခြင်းကိုအကြောင်းပြုဟောကြားဆုံးမတော်မူပါဗျာဆိုတော့အေးတဲ့တခုသောဘဝတုန်းကကွာကောသံပီပီမှာကောသံဘိယဆိုတဲ့မင်းပြုနေတဲ့အချိန်ဒါတော့ဘုရားကာလကလေးကိုပြောပြတယ်ဒါပေမဲ့သူတို့ဇတ်တကယ်ကဘုရားအလောင်းတော်ဟာအဲ့ဒီအချိန်ကကောသံပီပြည်ကမနီးမဝေးကတောအုပ်တစ်ခုတည်းကဝယုံတယုံကိုအမိပြုတ်ပြီးနေတဲ့ကြက်ဖြစ်ခဲ့တယ်ဘာဖြစ်ခဲ့ဘုရားအလောင်းကကြက်အဲ့ဒီအချိန်မှာဒေဝရအလောင်းကအဲ့ဒီတောအုပ်ထဲမှာကြက်စားတဲ့စွန်ဟုတ်ပြီနော်ဒေဝရအလောင်းကဘာဖြစ်လဲဘုရားအလောင်းကကြက်နော်ဒေဝရကတောင်ခွန်အားပူကြီးနေသေးတယ်ဒီလိုဒေဝရကလည်းသူ့ဆုထူးနဲ့သူကတော့သူ့ဟာသူတယောက်တည်းဆိုကောင်းတယ်ဘုရားအလောင်းနဲ့တွေ့တဲ့အချိန်ကျမှဆိုးတာအဲ့တော့အဲ့လိုဆိုးနိုင်အောင်လဲသူအကောင်းတွေဟိုဘက်ကကျင့်ထားတော့ဒေဝရကအဆင့်မြင့်ပြီးဘုရားကအဆင့်နှိမ့်နေတဲ့ဘဝမျိုးလေးတွေလည်းအများကြီးကြုံခဲ့တာဟုတ်ပြီနော်ကဲထားလိုက်အခုဒေဝရကစွန်ခွန်အားပို့ကြီးတယ်ကောင်းကင်ကနေပြန်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်အောက်ကဘုရားအလောင်းကကြက်အုပ်တအုပ်နဲ့နေတယ်ပေါ့လေအဲ့တော့စာထဲမှာတော့ဘုရားအလောင်းဖြစ်တဲ့အတွက်ကြက်မင်းလို့သုံးရှိသေးတော့အဲ့တော့ဒီစွန်ဟာအဲ့ဒီကြက်အုပ်ကိုစားခြင်းတော့ဥပ္ပယ်တမြင်နဲ့ကြက်တွေသင်းကွဲအောင်လုပ်ပြီးတကောင်ချင်းဖမ်းစားစွန်ကလည်းစွန်လေစွန်ကိုလူလေသွားပြောလို့မဖြစ်ဘူးစွန်ကစွန်လေပဲဖြစ်ရှင်းသလားစွန်ကလည်းပါနတ်တယ်အဲ့တော့ဒေဝဒတ်လေခုနကလောက်ကြံတာပဲကြီးအစပေါ်မရအောင်နော်ဘယ်သူမှအစပေါ်မရအောင်တယောက်ကိုပြစ်ခိုင်းတယ်အဲ့တယောက်က2ယောက်လွတ်တယ်2ယောက်နောက်က4ယောက်လွတ်တယ်4ယောက်နောက်က8ယောက်လွတ်တယ်အစဖြောက်ခိုင်းတယ်ဟုတ်ပလားပရိယေသိတ်ကောင်းတယ်သူကဘယ်နေရာပရိယေကောင်းမဟုတ်တဲ့နေရာပရိယေကောင်းနေတာရှင်းသလားအေးအဲ့တော့ညံထက်တယ်ဆိုတော့မဟုတ်တဲ့နေရာသွားထက်နေမှလဲဆိုရသေးတယ်အကျိုးပြုမဲ့နေရာအသုံးမချဘဲနဲ့ဖြက်စီးမဲ့နေရာလွဲမားတဲ့နေရာမှာသွားသုံးနေရင်လဲအကျိုးနဲ့အပြစ်ဘယ်တဲ့ကများမလဲခုဒေဝရအလောင်းစွန်ဟာတကောင်ချင်းအမှဲ့ကျွေစားသွားတယ်နောက်ဆုံးဘုရားအလောင်းကြက်ဖကြီးတကောင်ပဲကြံဟုတ်ပလားအဲ့တော့ကြားတဲ့ကိစ္စတွေတော့စာထဲမှာပါတဲ့အတွက်တို့မပြောတော့ဘူးဘုရားအလောင်းကြက်မင်းလို့ပြောထားပြီးသူ့လူတွေမကာကွယ်နိုင်ဘူးလားလို့မေးရင်ဒါပြဿနာတက်အောင်ပါနော်အဲ့တော့ရှိသေးအကုန်သွားပြီဘယ်နှကောင်ပဲကြံတကောင်ပဲကြံတော့တယ်ကြက်မင်းကြက်တကောင်ပဲကြံတော့တယ်တကောင်ထဲမှာတော့မင်းခေါ်လို့မရတော့ပါဘူးနော်အုတ်ချုပ်เสียတကောင်မှမရှိပဲသူကသူ့ကိုမင်းသွားပြောလို့တော့မဖြစ်တော့ကြက်ဘုရားအလောင်းကြက်ကြီးတကောင်ပဲကြံတော့ရှင်းသလားဘုရားအလောင်းကြက်ဖာကြီးတကောင်ပဲကြံတော့တယ်ဒါပေမဲ့ဘုရားအလောင်းကြက်ကတော့သူ့ရှိတင်ပါသွားတယ်သူသိနေတော့ဝယုံတော်တဲ့ကစွန်ဝင်လို့မရတဲ့အထဲမှာသူကနေတယ်အခါကာလကြည့်ပြီးမှအစာထွက်ရှာတယ်စွန်မရှိတဲ့စွန်လာတဲ့အချိန်သူအထဲပြန်ဝင်တယ်အဲ့တော့ဒီစွန်ကြီးကဒီတကောင်ပဲကြံတော့တယ်ကြက်ကြီးကလည်းကြီးလိုက်တာကြက်ဖာကြီးနေတဲ့ကောင်ကြီးမဟုတ်ဘူးနော်အဲ့တော့ဒီကောင်ကြီးကိုစားကျင်နေတာဟိုကောင်တွေအကုန်စားပြီးပြီဒီကောင်ကြီးစားရရင်တော့တော်တော်မိန်ပါပဲနော်ဆိုပြီးတော့ချောင်းနေတာဒီနားမှာအဲ့တော့ကြက်ဖာကြီးကလည်းပညာရှိတဲ့လူပြီးပြီတတိလည်းရှိတယ်ပညာလည်းရှိတယ်ဒါလည်းမှတ်ထားအောင်နော်ပညာနဲ့ဘာနဲ့တွဲရမလဲတတိနဲ့တွဲရတတိဆိုတာအောက်မေ့တာနော်
ပညာဆိုတာပိုင်းခြားတတ်တဲ့ပညာအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်တာကိုပါလေပညာရှိပြီးသတိမရှိရင်လည်းအငိုက်ခံမှာဟုတ်ပြီနော်သတိရှိပြီးပညာမရှိပြန်ရင်လည်းအမှားခံမှာသတိရှိပြီးပညာမရှိရင်မှားမယ်ဟုတ်ပြီနော်ပညာရှိပြီးသတိမရှိရင်အငိုက်မိမယ်ကျင့်တတ်သလားသဘောပေါက်သလားသိရေးကြည့်တဲ့ဒါတွေဦးဇင်းတို့အားလုံးကိုသိစေခြင်းအခုသူတော်ကောင်းတို့ဝိပဿနာတရားတွေခုခေတ်ကြီးထဲမှာအလွယ်တကူနားနေရခန္ဓာ၅ပါးတောင်းတောင်းပြေပြောနိုင်တယ်ယုံနာတောင်းတောင်းပြေပြောနိုင်တယ်ဒါပေမဲ့ဈေးရောက်မကောင်းတော့ရေရာချေအောင်ဖြစ်သွားသဘောပါသလားဒီခန္ဓာထဲမှာငါကိုငါဟာငါဥစ္စာပါသလားအကြောင်းရှိရင်အကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပြောနဲ့ကောင်းကျိုးပေးမယ်လို့ပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ကောင်းကျိုးမကောင်းကျိုးဘယ်ချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်အကုန်သင်မိသားသူ့မင်္ဂလာရောင်ဝါသင်ထားတဲ့ဆရာမဟုတ်ဘူးဟမ်ခင်ဗျားတို့ဓမ္မနဲ့ပတ်သက်လို့အနှစ်သာရအပြည့်ရအောင်တောက်စီအောင်သင်ထားတာခင်ဗျားတို့ရှင်းလားကံကံအကျိုးယုံကြည်တဲ့နေရာမှာရောင်ဝါမဖြစ်အောင်သင်ထားတာကောင်းတာလုပ်ရင်ကောင်းချိုးပေးမယ်အချိန်တန်မှပေးမှာမကောင်းတာလုပ်ရင်အချိန်တန်မှပေးမှာ तू ကလည်းအကျဉ်သူသည်တဲ့ပြုတ်အပ်သောမကောင်းချိုးမပေးသေးသမျှကာလပတ်လုံးဒီပုဂ္ဂိုလ်သည်ချမ်းသာဒုက္ခကိုခံစားနေရတယ်အဲ့ဒါမကောင်းချိုးကမပေးသေးတာအဲ့ဒါကိုမမြင်တော့မကောင်းမှုလုပ်ပြီးချမ်းသာနေမဟုတ်တာလုပ်ပြီးချမ်းသာနေကြတာမဟုတ်တာလုပ်လို့ချမ်းသာတာမဟုတ်ချမ်းသာတာအတိတ်ကမဟုတ်တာလုပ်တာပြစ္ဆုတ်ပံကအကျိုးမပေးသေးတာဒီလိုအကျိုးပေးတဲ့နေ့ဒီဟာကိုမထားနိုင်ဘူးသိကြတယ်မှတ်ထားရှင်းလားအပေးနဲ့အယူအဲ့ဒါပဲနော်ယူပါများတဲ့လူကအထုပ်ကြီးပိုက်ပြီးလေးပါများတော့နောက်ဆုံးအောက်ဆင်းသွားပေးနိုင်လူနိုင်တဲ့လူကပေါ့ပြီးပေါ့တက်သွားတယ်နိဗ္ဗာန်ထိရောက်သွားအထုပ်ပိုက်ထားတဲ့လူတွေတတိထားရှင်းလားသဘောပေါက်သလားအဲ့တော့ခုနပြောနေတာဘယ်ရောက်သွားပါလဲကျက်ဖာကြီးခဏထားသတိနဲ့ပညာနော်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အကျင့်ခန္ဓာဤမကောင်းတာပြုသောပုဂ္ဂိုလ်အားမကောင်းမှုသည်အကျိုးမပေးသေးတဲ့အကျိုးမပေးသေးတော့သူစည်းစိမ်ခံစားလို့ရနေသေးတာကောင်းတာလုပ်ပြီးကောင်းကျိုးမပေးသေးရင်လည်းမကောင်းတဲ့ပြစ်ဒဏ်တွေသူခံပြီးတော့မနေရဘူးလားအကြောင်းတရားနဲ့အတိတ်ကံရှိတယ်ပြစ္ဆုတ်ပံကံရှိတယ်အခုရထားတဲ့ခန္ဓာကအတိတ်ကံကြောင့်ရထားတာအခုရထားတဲ့ခန္ဓာကအခုဒီခန္ဓာကိုယ်ကြီးနဲ့လုံနေတဲ့ကာယကံဝစီကံမနောကံကပြစ္ဆုတ်ပံကံကဒီဘဝမှာအကျိုးပေးနိုင်ခြင်းမှပေးနိုင်မှာဘာလို့ဆိုအတိတ်ကံကြီးကခင်ဗျားတို့ဘယ်လောက်ထိလှုပ်ထားမှမသိပဲရှင်းလားသဘောပေါက်သလားအဲ့တော့ကံအကျိုးကိုယုံသလားနံပါတ်1အဲ့ဒါသိရေးကြည့်ကောင်းတာလုပ်ပြီးမကောင်းချိုးပေးတယ်လို့မရှိမကောင်းတာ၍ကောင်းချိုးပေးသည်ဟူ၍လဲမှတ်ထားပါမကောင်းတာလုပ်၍ကြီးပွားချမ်းသာရိုးထုံးစံမရှိဥစ္စာဒါနရဲ့အကြောင်းရင်းကဒါနအတိတ်ကဒါနမျိုးစိအောင်ခဲ့လို့အခုချမ်းသာတာတကယ်တော့ तू ဟာအဲ့ဒီမဟုတ်တာမလုပ်လဲချမ်းသာမှာဒါနမလဲလို့ဒီလိုလုပ်လို့ချမ်းသာတယ်လို့ထင်နေတာရှင်းတယ်နော်အဲ့တော့ဘာနဲ့ဘာအရေးကြီးလဲတတိနဲ့ပညာအပမဒိဏဘိက္ခွေသံပါဒိဋ္ဌာဒါပြောတာမမိတ်မလျော်မပေါ့စားတော့တတိဟုတ်ပြီနော်စဉ်းစားဝေဖန်တတ်တဲ့ပညာသတိပညာနဲ့နေရကြဘုရားကကျင့်တတ်ကြလားတချို့ပညာအမှန်တန်တတ်တယ်ပညာတွေထူးချွန်တယ်ဒါပေမဲ့သတိမရှိတော့ပညာအတွက်နဲ့မှန်တက်တယ်ပညာဆိုတာနေဇပနံလိုပဲအဆံပြည့်လေကိုင်းငိုက်တာမဟုတ်ကိုင်းညွတ်လေ
မလေးငိုက်မလေးပညာရှိများငိုက်နေတာပဲဖြစ်နေတယ်ခင်ဗျားတို့ပြောရတာသိကြောက်စရာကောင်းတယ်နော်တော့ကြတယ်တရားထိုင်တဲ့ယောဂီတွေလာကြည့်ဟာပညာရှိတွေငိုက်နေသဘောပါဗလားမလေးခင်ဗျားတို့ဗမာတွေတရားဟောတာကျိုးကသိကြောက်တာနော်ဟိုတိုင်းတစ်ပါးသားတွေဟောမှာမကြောက်ဘူးသူတို့ကတစ်လုံးဆိုတစ်လုံးရှင်းတယ်ဒီဟာတွေကအမှဟိုလိုတစ်မျိုးလှည့်လိုက်ဒီလိုတစ်မျိုးလှည့်လိုက်သူတို့လွတ်အောင်ခေါ်ရတာကိုမလွယ်ဘူးဘုသူမင်္ဂလာငကောကစကားမတတ်ဘူးအခုတရားဟောရင်တည်းမှာအတော်တက်လာပြီနော်ဟိုကောင်းနေစင်စာမလွတ်မှဆိုလို့ရှောင်းကနော်ဒီလူတွေစင်ကြေလဲမှဆိုလို့လဲရနဲ့အာရှုပ်ရှက်ကိုခတ်နေတာပဲနော်ပညာရှိဆိုတာအဆံပြေလာလေမာမာနကိုနှိမ့်ချလာလေနုညံ့လာလေသိမ်မွေ့လာလေအကောင်းမြင်တတ်လာလေဒါပညာရှိအကောင်းမြင်လာတော့လောကအကျိုးကိုရတဲ့လမ်းကဆောင်းတယ်ပညာရှိရနော်ပညာမတတ်တွေကလူတကာလက်ညှိုးထိုးပြီးကောင်းတာလုပ်တဲ့လူလဲဝေဖန်မကောင်းတာလုပ်တဲ့လူလဲဝေဖန်ဟိုလူလို့လဲစိတ်တိုင်းမကြဒီလူလို့လဲစိတ်တိုင်းမကြသူလဲထိုင်ရမတအဲ့ဒါမတတ်တက်ရောင်ကားတွေရှင်းလားသဘောပေါက်သလားသူကအိမ်ထဲအိမ်ပြင်နေတော့နော်ကြည့်လို့ကြငါကြားဘူးတာတော့ဘလို့ပြီးသူမသေးမှကြားသဘောပါသလားရှင်းအောင်ရှင်းသလားအဲ့ဒါတက်ရောင်ကားဟုတ်ပလားပညာတက်လာတဲ့ပုဂ္ဂိုလ်နှိမ့်ချလာတယ်သိမ်မွေ့လာစီးလုံးနိုင်လာတယ် तू ကဒီဘက်ကိုစွမ်းတယ်ငါဒီဘက်ကိုစွမ်းတယ် तू စွမ်းတဲ့ဟာငါမစွမ်းဘူးငါစွမ်းတာ तू မစွမ်းဘူးငါတို့ပေါင်းလို့တော့ဟောနှစ်ခုလုံးစွမ်းသွားတယ်ပညာရှိကပေါင်းနိုင်တယ်ပညာမဲ့ကမပေါင်းနိုင်ဘူးပညာရှိကအကျိုးအပြစ်ကိုသိတယ်ပညာမဲ့ကအကျိုးအပြစ်ကိုမသိဘူးဖြက်လို့ဖြက်စီးလို့ဖို့တော့ပဲကြံတယ်ပညာမဲ့ဒါရင်ထဲကရှေ့ရည်အကုန်အန်ထွက်လာလိမ့်သဘောပါလားလောကကြီးမှာသိကြောက်စရာကောင်းတယ်အကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်ကြတော့အကျိုးဆောင်မှမသိဘူးဖြက်စီးခြင်းဟုတ်ပြီနော်အကျိုးဖြက်စီးနေတဲ့လူတွေကြတော့ဘယ်သူမှတားမြစ်မဲ့လူမရှိဘူးဒီနေ့ဘေရင်ဘုန်းကြီးချဲဘုန်းကြီးဓာတ်ဘုန်းကြီးနတ်ဘုန်းကြီးနေနေရေးတခါမှမကြောက်ဘူးဓမ္မဂရိကနေနေရေးပဲကြောက်ဘူးလေသဘောပါသလားမဟုတ်တာလုပ်နေတဲ့အာဓမ္မဝါဒီအလစ်စီများရှင်းလင်းရေးတော့တခါမှကြားဘူးတရားဟောနေတဲ့လူပိတ်ပင်ရေးတော့ကြားဘူးလေမြဲပိတ်ခံနေရတာမတို့သဘောပါသလားအဲ့ဒါစဉ်းစားကြည့်သားအော်တော်တော်ပျက်စီးနေတဲ့ခေတ်ပဲအကောင်ဆိုးလည်းမသိဘူးအမှားမှန်ပညာတတ်ရောင်နော်ဝေဖန်လိုက်ကြတာမလီဒီကိုတော့ဟောနေဘာမှန်းတယ်သူတက်ဟောစမ်းဆိုလည်းခေါင်းမှမပြောတတ်ဘူးဟမ်မတတ်တဲ့လူတက်ဟောနေလို့မှားနေပါလေဆိုတတ်တဲ့လူတွေဘာလုပ်နေလို့လေသဘောပါလားရှင်းရရှင်းလားအဲ့တော့ဘာရေးကြည့်လဲသူတို့ရှင်တွဲနေဖို့လိုတယ်တတိဆိုတာအောက်မိတ်တာပညာဆိုတာဆင်ခြင်တာဟုတ်ပြီနော်ဆင်ခြင်နိုင်စွာရှိမှပညာရှိလာလေသိမ်မွေ့လာလေနုညံ့လာလေလောကအကျိုးကိုကြည်တတ်လေဂျင်းနကလားအဲ့တော့ဒီမှာဘုရားအလောင်းကကြက်တော့ကြက်ပဲဒါပေမဲ့သူ့မှာဘာပါလဲပညာလည်းရှိတယ်တတိလည်းရှိတယ်တကယ်တော့တိရစ္ဆာန်ဆိုတာလေတိအိဋ္ဌာအိဋ္ဌာကာမဒီ၃ပါးပဲအာယုံရှိတာတိရစ္ဆာန်ဒါပေမဲ့ဒီမှာကဘုရားအလောင်းတော်ဖြစ်နေတဲ့အတွက်အလောင်းတော်တို့မြည်ဒီမှာဖြစ်လျာဘဝမှာသူ့ကိုယ်သူအလောင်းတော်မှန်သိဟုတ်ပြီနော်မမေ့တဲ့တတိရှိတယ်သဘောပါသလားအဲ့ဒီတတ္တိဓူးတွေကြောင့်သူကဟိုမှာသူ့ရန်သူရှိတယ်မမေ့ဘူးဘယ်အချိန်ထွက်စားရင်လွတ်တယ်ပညာရှိတယ်ဟုတ်ပြီနော်ဘယ်အချိန်စားရင်မလွတ်နိုင်ဘူးဘယ်အချိန်စားရင်လွတ်နိုင်တယ်ဆိုတော့ तू က तू ဒီထဲတွေအန္တရာယ်ကင်းအောင်နေတော့နောက်ဆုံးဘလုံးမစွန်ကမနေနိုင်တော့ကြက်ရှိတဲ့ဝယုံနာခတ်နေနေပြန်ဆင်းလာပြီတက်ကိုင်းလေးရတယ်ဟေး very pretty croc တိတ်လာတဲ့ကြက်ကြီးနော် croc ဆိုကြက်ပေါ့နော်ဒါမို့လဲအော်အီယိုပေါ့ဟုတ်လားအဲ့တော့သိမ့်လာတဲ့ကြက်ကြီးမင်းနဲ့ငါမိတ်ဆွေဖြစ်ချင်လို့ပါကွာတဲ့အဲ့ဒါငါတို့အပေါင်းအသင်းဖြစ်ရအောင်ဒီနားမှာ
Sajeka Sana Yeka, they Mabobu, Guare. Sana Yeka, Borenia, Nadire, Naro, Atu Dwabido. Wawa Lily, Asasha Bido, Atugua, Poundin, Nia, Tangajin. Jennes on it. Tangajin Lomolo. To the Labia. Pia Lawa, Pion Shama, Jebelu Pioner, do lemon, no? Piashi, do one lays allo. Mayabu. Error. Pia Lawa, Genie. Tangajin, Menga, Mayomula. Now a yenga, Meno Jetty, Saga Magua, Kunga, Meo, Sergeant, Shiva, Lara Guadillo. No? No chojo lila, no. Lenoma, the reader. But I knew when low now. What about the land? Era go a link Hanaya and Ludi Lechi did it. No? They Lara, me and Amia see them at Lazo and Hode. Men and do it, Chimbura, Hodia, and not the Mubura. What about the land? Talent you need away. Eh? About the layman the and go a link Hanjin in Avia. Chinagala. The Bob Arno? And a song I be made for it, so a genius on makes with your tongues. Mashibabu, I don't dima. The Mulong go on Santa Bibi, the Gaune Janora. Eh? Hello. A then son. Some men body, tower, the Gaune, main pitching pin. No? Some men, do a some. No? Do the Babio, Sarah, and Shaubioni to the Chedamu. Jodi Shimiji Auma, Ella. Then Chairman makes with people as is or the Gaune, Beluru main him. No? Ella, hey, Jetty, makes with pitching a ball. Hey, son. The lower Biombo. Hey, son. Torova Atako, that chat, Satauli, she, a thing song. Now, Mure go out then Sabi. Now, makes with pitching by the Zurezagaha, Yonzia Ajao. She will. Men Lu Michael that Leno Yam. Hello, a lane Kaya. Mata. Siena. A lane Kaya. Men Lu Michael that Leno Yame. A lane Kaya. Didn't the Yagonzia Adam. A lane Kaya and Lumai. Hey, son. Me. Lu might go there. That or Ludi Horn in Amolo de Lupion Layada. Toro changing Jada may Jim might go where Melino Yam about the Luloma. Oh, we know? I don't Pina Shira Lu Leno. Mayabu, so we don't ma. The car that was a gabiot. Check out. No chojone, a cholo lalo, la poundu. Mimi a chogo that cheetah to mugo, my poundenia. No chojone, two choda to ye uroma. Go joda la bauna, do joda la bauna. I don't know chojo pink, go cheetah to go. My poundenia. Muda lele pioda to mugole. My poundenia, Yovi, dear, Pia Long Cheming at the Yahovi. How we know? Lenya Piora do Mule Mabounding Yard. Now the car. A bound podo e Jesu, Mati dat to gole Mabounding Yard. A bound podo a Piasi dat to Ale Mabounding Yard. Shenlai. A Hudima. This on yard. The gown with the gown, those Allah. Now some of the way Jan. Paya allow jet the gown way, Janore. Erodadi do Josiva, Amioji so Josiva was sound Jendula, Pesidula. Eh, Dilo Bogo Mugo, bounding the Lama bounding. Erod no chojo pin. Gauchita dugo, Mabounding. Leila Lebia da dugo, Mabounding, Paya allow a biobi. How we know?
သူတော်ဘာအကျိုးကျေးဇူးကိုမသိတတ်သူကိုမပေါင်းသင့်ရတဲ့မိမိအပေါင်းဖော်ဤအကျိုးစီးပွားကိုဖျက်ဆီးတတ်သူကိုလည်းမပေါင်းသင့်ရတချို့ကမိတ်ဆွေချင်းကြမှာဖျက်ဆီးတတ်တာတွေလည်းရှိသေးတယ်ကိုခင်ဗျားတို့ရံဖြစ်ကြပြီဆိုတော့တခါမှမသိဘူးလေရံဖြစ်သလားမိတ်ဆွေချင်းချကြတာလားခင်လေရံဖြစ်ဖို့နီးလေသဘောပါသလားရှင်းရောရှင်းသလားအဲ့တော့နှုတ်နဲ့သာပေါင်းသင်တတ်၍ကိုဖြစ်မပေါင်းတတ်သူကိုလည်းမပေါင်းသင်ရတချို့ကနှုတ်ကလေးနဲ့တင်ချူပြောတာသူ့ပဲအနစ်နာခံမဲ့ချိန်မျိုးကြတော့အဲ့ကောင်ခင်တော့ခင်နေတဲ့ကျွေးရအများကြီးတဲ့သူသားသွားလို့မဖြစ်ဘူးသဘောပါသလားနည်းနစ်နာလာပြီထင်ရင်သွားတော့အဲ့ကောင်နာသွားခြင်းနဲ့သွားခြင်းရံများလို့တော်ပြီသွားတော့သဘောပါလားအဲ့ဒါမိတ်ဆွေကောင်းလားမိတ်ဆွေရုပ်လားဘုရားအလောင်းကျက်မင်းကပြောနှုတ်ဖြင့်သာပေါင်း၍ကိုဖြင့်မပေါင်းတဲ့ပုဂ္ဂိုလ်ကိုမပေါင်းသင့်ရရှောင်ကျဉ်ရမယ်သဘောပါသလားအဲ့တော့ကြက်ကြီးကို तू လှည့်စားလို့မရဘူးလူမိုက်တို့စကားကိုပညာရှိတို့ယုံရိုးထုံးစံမရှိဘူးတဲ့ပညာမဲ့တို့သာယုံနေသဘောပါသလားစွန်မင်းတဲ့သင်နဲ့ကျွန်ုပ်လည်းအမျိုးတူသူမဟုတ်အမျိုးမတူဘဲနဲ့ပေါင်းသိရင်လဲပျက်စီးမယ်ရှင်းသလားစွန်နဲ့ကြက်သွားပေါင်းရင်ဘယ်သူနာမလို့ကြက်ပဲနာမှာပေါ့သဘောပါသလားအဲ့တော့ကြက်ကငါ့ကိုမလဲ့စားနဲ့တဲ့သင်မှာစကြက်ကောင်းကောင်းရှိရင်သင်ဟန်သင်သွားစားကြည့်ငါမှဒီမှာလုံလောက်တဲ့ငါအတွက်လုံလောက်တဲ့ရိတ်ခါရှိပါတယ်ပြောတော့စွန်ကမဟုတ်ပါဘူးကွာတဲ့မင်းကကိုအထင်လွဲနေတာပါဟိုတုန်းကသာဆိုးတာပါငါအခုတော့ဆိုးလို့မရပဲဟိုကပညာနဲ့နေနေတာနော်သူ့အလစ်ကိုထွက်စားတယ်သူရှိတဲ့အချိန်ထဲထဲမှာနေတော့ဒီဝယုံထဲသာသူဝင်ပြီးထိုးတော့ရင်သူပဲသိချင်းစိုးသိသွားမှာပေါ့သဘောပါသလားဘလို့မှလှုပ်လို့မရလို့အခုကောင်းကြအောင်ဆောင်းနေတာခိုးเสียမရှိလို့မခိုးတာကိုဒီပုဂ္ဂိုလ်သီလလုံတယ်လို့ပြောလို့တောက်เสียမရှိလို့မတောက်တာကိုဒီကောင်အရက်ပြတ်သွားပြီပြောလို့ကျင်တတ်သလားလိန်မရလို့မလိန်တော့တာကိုဒီကောင်မလိန်တော့ပါဘူးပြောလို့ကျင်တတ်တယ်နော်ခုလဲစားเสียမရှိလို့မစားတာငါသူများတက်ပြီးတော့မစားတော့ပါဘူးတဲ့ဆိုတော့အေးအဲ့ဒါလို့နှုတ်ချိုချိုဖြင့်လိမ့်လေလှဲ့စားတတ်သူကိုငါတို့ပေါင်းသင်ရိုးထုံးစံမရှိဘူးတဲ့အသင်စွန်းတဲ့ငါနဲ့ဝေးရကိုသွားပါတဲ့အကယ်၍သင်မသွားခဲ့ရင်နောင်ဖြစ်လာမဲ့အကျိုးဆက်ကမေတ္တာဝမဲသူပြောချင်တာဒီလိုပေါ့ကွာဇီဝတက်မတက်သူတာဝမဲမလုံးမလို့ဆိုဘာမှလည်းလုပ်မရပါဘူးသဘောပါသလားခုလည်းကြက်ကပြန်ပြောတာအဲ့ဒီစကားကိုကျုပ်ကနားထောင်ပြီးကြည့်ပြီးတော့မှစိတ်ထဲရည်ကျင်းလာတယ်မင်းဒီကနေမြန်သွားရင်သွားတယ်ကြက်ကပြန်ချင်းကြောက်ပြီးအောက်ကနေနော်မသွားရင်ငါအကြောင်းသိစေရမယ်မေတ္တာဝမဲတဲ့နောက်မှနောင်တမရနဲ့တဲ့ဆိုတော့အပေါ်ကစွန်ကဒေဝရအလောင်းအောက်ကကြက်ကဘုရားဘယ်သူကပို့အစွမ်းထက်ဘုရားအလောင်းကအစွမ်းပို့တက်အပေါ်ကစွန်ကနီးမျိုးစုံနဲ့စီးယုံတယ်ဘယ်လိုပေါင်းသိပါမယ်တငယ်ချင်းချင်းဘယ်လိုဂယုစိုက်ပါမယ်နှုတ်ဂရိတွေအတန်တန်ပေး၍တဲ့နော်အဖန်ဖန်ပြက်ကွက်တတ်သူမျိုးနဲ့လဲမပေါင်းသင်ရလာပြီဟိုကတခွန်းပြောလိုက်အောက်ကပညာချက်တစ်ခုထုတ်လိုက်ရှင်းသလားနှုတ်ဂရိတွေတငယ်ချင်းမင်းကိုငါတို့တစ်သက်လုံးစောင့်ရှောက်သွားမှာပါကွာငါတို့သေတူရှင်းမကွာခုငါစကြဲကောင်းရှိလို့လာခေါ်တာတငယ်ချင်းငါအမှန်ပြောတာအကောင်းပြောတာမင်းအကျိုးစီးပွားကိုလိုလားလို့ပါကွာ
တကယ်ချင်းကမင်းနဲ့အပေါင်းအသင်းဖြစ်ချင်ကိုတက်ပါကွာနှုတ်ဖြင့်ဂရိအတန်တန်ပေး၍ပါတဲ့အချိန်ချင်းပြက်ကွက်တတ်သူအားမပေါင်းသင်းရရှင်းသလားပြီးတော့ထပ်ပြောလိုက်တယ်အသင်စွန်းတဲ့သင်သွားရင်သွားမသွားရင်သင်အကျိုးစီးပွားပျက်စီးသွားမှတော့ငါ့ကိုအဆိုးမဆိုနဲ့သင်ဘာဖြစ်မယ်ဆိုတာနောက်သင်သိလိုက်ပဲဆိုတော့အောက်ကပြန်ချင်းချောက်တော့စွန်ကဒေဝရအလောင်းပြီးပြီအလိန်ခံရတာပါလို့ခုနပြောတဲ့ခေါင်းစဉ်တရားခေါင်းစဉ်မှာတော့အလိန်ခံရရင်အဲ့တော့အောက်ကကြက်ကခတ်တီတွေနဲ့6စွန်ကဟိုက်ဒီအောင်ပါအကူရှိတယ်နျူကလ িয়ার တွေပါများဝယ်ထားလားမပြောတတ်ဘူးသဘောပါလားဒီကောင်ကြက်ကငါပြန်ချင်းချောင်းနေတယ်အဲဒီကောင်ဘာတွေပြစ်เสียခတ်เสียရှိလဲမသိဘူးနော်အဲဒီသူထတ်ချော့တယ်ပြန်ချော့တယ်မဟုတ်ပါဘူးကွာမင်းဘယ်နဲ့ကြောင့်ရန်လိုနေတာလဲပညာရှိဆိုတာကွာရန်သူဆိုတာတောင်းပန်ရင်တောင်ကြည်အေးရဟုတ်ပြီနော်ငါမင်းအမျိုးတွေဖြက်စီးခဲ့တာမှန်ပါတယ်ကွာဒါပေမဲ့အခုဒီရရှိမလုပ်တော့ပါဘူးတဲ့မင်းနဲ့ငါနဲ့မိတ်ဆွေဖြစ်ချင်လို့ပါဟုတ်ပြီနော်ဘလို့လိန်လိန်ကြက်ကရအောင်မလားကြက်မင်းမှာဘာရှိလဲတတိနဲ့ပြန်ပြောယုံအောင်ပြောလို့လဲမရဘူးပရိယေဆင်လို့လဲမရဘူးရှင်းသလားစကားသာပြောနေတာကြက်ကလည်းဝယုံနဲ့မထွက်ဘူးဟုတ်ပြီနော်စွန်ကလည်းထိုးသုံးနိုင်တဲ့နေရာနေဆင်သင့်အဲ့တော့ကြက်ကကြည့်သိတာဗောဒီကောက်ပုံက ready to fighting သဘောပါသလားနည်းနည်းခေါင်းထွက်ရင်ခေါင်းကုတ်သွားမှာခြေထွက်ရင်ခြေကုတ်သွားမှာဆိုတော့ဝယုံနဲ့မထွက်ဘူးနော်ပညာမဲ့သူတို့သာလှည့်စားသူကိုယုံတာပညာရှိဟာယံပြုတ်မဲ့ပုဂ္ဂိုလ်ကိုသိတယ်အဲ့တော့မိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းရှင်းသလားမိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းတဲ့သင်ငါပြောတာနားမထောင်ရင်သင်ငါ့ကိုအဆိုးမဆိုနဲ့တဲ့သင်ငါအကြောင်းကောင်းကောင်းသိရမယ်အောက်ကနေချင်းလိုက်တော့ဟိုကဟိုက်မဖြစ်တော့ဒီတိုင်းဆိုငါဆက်နေဒီကောင်ဘာနဲ့ဆော်မလဲမသိဘူးနော်ဘလို့မှလည်းဖျားရောက်လို့မရဘူးဆိုဒီမှာစွန်ကြီးဟာလက်လျှော့ပြီးတော့ပြန်ပြေးသွားနောက်အဲ့ဒီနာဘယ်တော့မှမလာတော့ရှင်းသလားအဲ့တော့အလုံးသိရမှာကဘုရားအလောင်းကြက်မင်းကိုဒေဝရအလောင်းဟာစွန်ကြီးကဘယ်လို့မှဖျားရောက်လို့မရဘာလို့မရခဲ့တာတတိလည်းရှိတယ်ဘုရားအလောင်းမှာပေါင်းအပ်မပေါင်းအပ်သိတဲ့ပညာရှိမရှိပေါင်းတဲ့သူမပေါင်းတဲ့သူကိုရွေးချယ်နိုင်တဲ့ပညာအကောင်းဆိုးခွဲခြားနိုင်စွမ်းအမှန်အမှန်ပိုင်းခြားနိုင်စွမ်းရှိတော့ဟောဒီကုက္ကုတ္တဇတ်ဒါဇတ်တော်ကိုပြောပါတယ်အဲ့တော့ဒေဝရကဟေတဲ့အခုမှငါ့ကိုမဖြက်စီးနိုင်တာမဟုတ်ဘူးတဲ့ဟောအခုကြက်မင်းဘဝတုန်းကလည်းသူငါ့ကိုဖျက်ဆီးနိုင်ငါအောက်ကချင်းချောက်လိုက်တာနဲ့ကြောက်ပြီးပြေးသွားတယ်ဟောဒီကောင်ဘာလို့အလိန်ခံပညာမရှိဘူးနော်လိမ္မာတဲ့လူလားမိုက်တဲ့လူလားလိမ္မာဆိုတာပရိယေကိုလိမ္မာရှင်းသလားလိမ္မာတယ်ဆိုတာပရိယေကိုလိမ္မာရတယ်အကျိုးရှိမရှိဟုတ်တယ်နော်အကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်သဘောပါသလားသူတစ်ပါးကိုလက်ပတ်၍ဖြက်စီးတတ်တဲ့ပုံကိုယ်တွေနဲ့ပေါင်းတဲ့မပေါင်းတဲ့သူများကယုံအောင်ပြောတိုင်းမင်းအကျိုးရှိမှာကွာဒါစီးပွားဖြစ်မှာကွာဘာညာပြောတိုင်းယုံလို့ဖြစ်မလားအကြောင်းမခိုင်လုံမဲနဲ့ယုံလို့ပျက်စီးတဲ့လူတွေရောတပုံကြီးမရှိဘူးလားအဲ့ဒါဘာဖြစ်လို့ဟ
ပညာတစ်လုံးနဲ့မပြောနဲ့ပညာတစ်လုံးနဲ့မပြည့်စုံရှင်းပညာတစ်လုံးနဲ့ပြည့်စုံတဲ့ထင်တဲ့ပုံကိုယ်တွေပျက်စီးတာပညာနောက်ကဘာပါသတိပါမယ်အစဉ်အောက်မိတ်တတ်တဲ့သတိအဲ့ဒီသတိဒီအကောင်းဆိုအကြောင်းအကျိုးအမှန်အမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်အဲ့တော့ဒီနေ့ဓမ္မမြို့သူမြို့သားအလုံးတတိပညာကိုအရင်တည်ပြီးတော့ကိုယ်ဘဝကိုအကျိုးရှိအောင်အသုံးချကြပါအခုသူတော်ကောင်းတို့သည်သာသနာ့ဘာမှလားမွေးလာတာသာသနာတွင်းမှာသာသနာတွင်းမှာဘုရားအဆုံးမရှိမရှိဖုတ်ကြားနာခွင့်ရမရနားလည်နိုင်တဲ့စွမ်းတော်ရှိမရှိတရားကိုအားထုတ်နိုင်တဲ့အင်အားရောရှိသေးသလားပါရမီတွေပြည့်နေတဲ့ဘဝပါရမီလိုသေးလားပြည့်နေပြီလားပြည့်နေပြီဒီလိုဘဝမျိုးရဖို့တသံတရားလုံးမှာဒီတစ်ချိန်ပဲရခဲ့တယ်ရှင်းလားနောက်ထပ်ဒီတစ်ချိန်ရဖို့ဆိုများစွာပြန်ဆောင်အောင်ကျင်တယ်နော်ဒါမှမဟုတ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမင်းတို့တသံတရားနဲ့တနာกว่าရှင်းတယ်နော်အခုလိုလိပ်ပတ်လဲအောင်သစ္စာကိုသိခွင့်ရတဲ့ဘဝမျိုးဟာအမတန်ရှားမှရှားခုခင်ဗျားတို့အကောင်းဆုံးမသိအောင်လားအကြောင်းအကျိုးရောအမှန်အမှန်မလေးပရိစ္ဆသမုပ္ပါဒေသနာကြီးနဲ့ရှိတော့အကြောင်းတရားနဲ့အကြောင်းရှိရင်အကြောင်းချုပ်ရင်ရုပ်နဲ့ပတ်သက်လာရင်ကံစိတ်ဥရုအာဟာရပြန်ပြောအဲ့တော့လူတယောက်သေဖို့ဆိုတာကံဖြတ်ရင်လည်းသေတယ်နော်စိတ်ကတတ်ရင်လည်းသေတယ်ဥရုကတတ်ရင်လည်းအာဟာရကတတ်ရင်လည်းဒီ၄ပါးကလွဲရင်တခြားနည်းနဲ့တတ်လို့မရရှင်းလားရုပ်ပျက်စီးဖို့မှာကံစိတ်ဥရုအာဟာရဘာမှမတွက်နဲ့ကျန်တာတွေသွားတွက်ရမ်းပြောမှာပဲဘေးရင်ဆရာသွားတွက်ရင်မင်းတို့မွေးတက်ကလေးမွေးပြီးတော့ကဏ္ဍနဲ့ကြည့်ပြီးပြောလိုက်အဲ့တော့ငါလိုမွေးတဲ့လူလောကမှာဘယ်နှယောက်ရှိတယ်လဲစဉ်းစားအဲ့ဒီလူတွေကံနေတူနိုင်သလားဒီနေ့အမေရိကန်သမ္မတနဲ့မွေးတက်ကလေးတူတဲ့လူတွေကမ္ဘာပေါ်မှာတပုံကြီးရှိတယ်ဘာလို့သူတို့သမ္မတမဖြစ်သဘောပါသလားဘေးရင်တွက်ချက်ကတော့ဒါပဲဘာမှမပြောင်းလဲဘူးသူ့ဟာသူလှည့်စားပြီးရှောက်ပြောရင်ပြောမှကဏ္ဍကတော့ဒါပဲထွက်ခွန်ကျွင်းရင်ဘာပြောလိုက်6ကျွင်းရင်ဘာပြောလိုက်9ကျွင်းရင်ဘာပြောလိုက်သူကဒါပဲအကျွင်းနဲ့ပြောတာသဘောပါတယ်နော်တကယ်အာလုံးတပ်ပေတတ်တာကမ္မတကအကြောင်းတရားနဲ့အကြောင်းကောင်းရင်အဲ့ဒါအတိတ်ကမကောင်းတာပြုခဲ့တဲ့အာကုသိုလ်ကံကြီးအကျိုးပေးတော့မှာကိုရရခြေလို့ဓာတ်ရိုက်တတ်စင်လို့ယုံသလားနားလေသလားကံကံအကျိုးကိုရှင်းသလားကောင်းတာလုပ်ရင်ငါခုနလမ်းပြင်တယ်လမ်းပြင်တာမကောင်းတာလုပ်တာလားကောင်းတာလုပ်တာကောင်းတာလုပ်ကောင်းကျိုးပေးနိဗ္ဗာန်လမ်းအဲ့ဒါတော့သူတို့ကသင်္ကြန်ကုန်းသွားတဲ့လမ်းပြင်တယ်မင်းတို့အဲ့လိုမအောင်ဘူးကွာအားနိဗ္ဗာန်လမ်းပြင်ရန်ကုသိုလ်ယူကြပါခမညာအာတုပယင်းလို့ပြောတော့ဘယ်သူမှမကြိုက်လို့နိဗ္ဗာန်ယင်းလို့ရေးပြီးရောသဘောပါသလားရှင်းရောရှင်းသလားလမ်းပြင်တာကုသိုလ်လားအကုသိုလ်လားကုသိုလ်လေလမ်းပြင်တာကုသိုလ်တန်ရှင်းလောက်တာကုသိုလ်မြို့ဝင်ပုတ်စော်နာနေတာအဲ့ပုတ်စော်ရှင်းလိုက်တော့ဒါအများကြီးကိုယ့်အတွက်သက်သာသွားတယ်ကျင်ရတယ်နော်လူတွေချီးကျူးလို့ဟုတ်လားဒီကြက်သေးပုတ်ဥပုတ်အသေးပုတ်ပုတ်စော်နန်းနေတာတွေကိုဒီကောင်တွေရအောင်ရှင်းနေဆိုတော့9တောင်လုံနိုင်မှမထင်ဘူးသဘောပါသလားချီးကျူးတယ်ဦးဇင်းကတော့သူတို့လူစွမ်းကောင်းတွေတမူးမျိုးဤလူစွမ်းကောင်းများနော်အားလုံးအတွက်နစ်နာခံကြရှာတာအပြောဆိုခံအကဲ့ရဲ့ခံအရှုံချခံကြိုးစားကြရှာတာသဘောပါသလားအဲ့တော့အလိန်ခံရတယ်ဆိုတာပါလေလူမိုက်မဖြစ်ကြစေနဲ့အကျိုးရှိတဲ့အလုပ်ကိုကိုယ့်ကြောင့်မပြည့်စည်စေနဲ့သဘောပါသလားအဲ့တော့အကောင်ဆိုအကြောင်းအကျိုးအမှန်အမှန်ပိုင်းခြားသိတာဉာဏ်အသေးမဟုတ်ခင်ဉာဏ်ဥအောင်လို့အဲ့တော့သာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားအယူမအစွဲမတွေကြားမှာနစ်မောမနေကြနဲ့ကျင့်တတ်ပြီလား